အရောင်ရဲ့အကြောင်းလေးတွားကြည့်အောင် What is this color ဒါဒီ color ကပါလဲဘယ်ရောင်လဲ This is yellow ဒါအဝါရောင် This is red ဒါအနီရောင် This is green ဒါအစိမ်းရောင် Blue အပြာရောင် Brown ညိုရောင် White ဖြူရောင် Black အနက်ရောင် Pink ပန်းရောင် Orange လိမ္မော်ရောင်ဖြစ်ပါတယ် What is the color of his cat သူ့ရဲ့ကြောင်ရဲ့ color အရောင်ကပါလဲဒီကကြသူ့ရဲ့အိမ်ရဲ့အရောင်ကပါလဲဆိုရင် What is the color of his house သူကားအရောင်ကပါလဲ What is the color of his car သူရဲ့ပေါ်ပင်အရောင်ကပါလဲ What is the color of his pen သူ့ရဲ့လွယ်အိတ်အရောင်ကပါလဲ What is the color of his bag The color of his cat is black ကြောင်ရဲ့သူ့ရဲ့ကြောင်ရဲ့အရောင်ကအနက်ရောင်ဖြစ်ပါတယ်အဖြူရောင်လို့ပြောချင်တယ်ဆိုရင် The color of his cat is white နေရာမှာအရောင်ကလေးပြောင်းပေးရမှာဖြစ်ပါတယ် What is the color of banana အဲ့ဒီငပြောတည်းရဲ့အရောင်ကပါလဲ Is it yellow ဒါကတော့အနီရောင်ဖြစ်ပါတယ် Yes that's right ဒါမှန်တယ် But ဒါပေမဲ့ it can also be green အစိမ်းရောင်လည်းဖြစ်နိုင်ပါတယ် Yes ဟုတ်တယ် that's true ဒါမှန်ပါတယ် It can be even red အနီရောင်တောင်မှပဲဖြစ်နိုင်ပါတယ်ဒါကတော့ lesson 10 ကာလာအရောင်ရဲ့အကြောင်းပဲဖြစ်